အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တခြားမဟုတ်ဘူးကျွန်တော်တို့ဒီမီးသေးလေးတွေပေါ့နော်အခုကဈေးနှုန်းတွေကအဆအရတက်နေတာဆိုတော့ကျွန်တော်တို့ဒီမီးလေးတွေကျွန်းသွားတယ်ဆိုရင်မီးလုံးဝယ်ပြီးလဲရတာလည်းမလွယ်ဘူးပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်ဒီမီးလုံးလေးတွေကိုနောက်တစ်ခါပြန်သုံးလို့ရတဲ့အခြေအနေထိပေါ့နော်ရောက်အောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာမျိုးပြောပြမယ်ကျွန်တော်တို့ကဒီမီးလုံးလေးတွေထဲမှာကျွန်းတယ်ဆိုရင်ပေါ့နော်ဒီမီးလုံးလေးတွေအကုန်လုံးကျွန်းသွားတာမဟုတ်ဘူးဗျာဒီထက်ကတစ်လုံးနှလုံးကျွန်းတာပဲရှိတယ်တစ်လုံးကျွန်းသွားတယ်ဆိုရင်တော့မှ तू ကဒီရက်စစ်ပလန်မစီးစင်းတဲ့အတွက်ကိုမီးမလင်းတော့တာဖြစ်တယ်အဲ့ဒီကျွန်းသွားတဲ့အလုံးကိုဖယ်ပြီးတော့ကျတော့ဆက်ပေးလိုက်တယ်ဆိုရင်မီးလင်းနိုင်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အိမ်မှာဆိုရင်ကျွန်တော်2ခါ3ခါလောက်ပြန်ပြီးသုံးလို့ရတယ်ဘောစီတွေအနေနဲ့တော့သုံးကြမလို့ပေါ့နော်အခုအဲ့ဒါကိုပြောပြသွားမှာဖြစ်ပါတယ်အခုကဆက်ရအစိကြီးနေတော့ကျတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့တခြားပေါ့နော်တခြားလူတွေတင်ထားတာတွေလည်းရှိမှာပါဒီဟာကတော့เนาะဒါပေမဲ့ကျွန်တော်ကတော့ဒီမျက်စိအမြင်နဲ့ပဲပေါ့နော်မီဒီတစ်လုံးကျွန်းသွားပြီမလင်းတော့ဘူးဆိုရင်ကျွန်တော်တို့ဒီအဖုံးလေးကိုဖွင့်လိုက်ပါပြီးရင်ကျွန်တော်တို့လိုက်ကြည့်လိုက်ပါလိုက်ကြည့်လိုက်တဲ့အချိန်မှာဒီမီးလုံးလေးတွေထဲမှာအကုန်လုံးလိုက်ကြည့်လိုက်တဲ့အခါမှာမီးလုံးလေးတွေကဘာအစပြောက်မှာမဖြစ်ပဲနဲ့ရှိနေရမယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ပဲနဲ့ဒီလိုမျိုးဒီမှာဆိုရင်မဲနေရပေါ့နော်ဒီမီးလုံးလေးနှလုံးမှာဆိုရင်မဲနေရမရှိဒီမှာအမဲဆက်ကလေးဖြစ်နေတာဒီနှလုံးမှာဆိုရှိတယ်အဲ့ဒါဆိုရင်အဲ့မီးလုံးလေးနှလုံးကကျွန်းနေနိုင်တယ်ဒီဘေးမှာမီးလုံးလေးတွေမှာဆိုမရှိဘူးဒီမှာဆိုရင်ရှိနေတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ကျွန်းနေတာဖြစ်နိုင်တယ်အဲ့ဒီနှလုံးကိုဖယ်လိုက်ပြီးတော့ကျွန်တော်တို့ခဲတုပ်ပေးလိုက်မယ်ဆက်ပေးလိုက်မယ်ဆိုရင်မီးလုံးကပြန်သုံးလို့ရနိုင်တယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့လုပ်ကြည့်မယ်ပေါ့နော်ကြောင်းလည်းနေပဲအလွယ်တကူထိုးလိုက်မယ်ဒီမှာပြုတ်သွားပြီပေါ့နော်ဒီမှာခဲစော်မယ့်နေရာလေးရပြီဒီနှလုံးအမဲဆက်ကလေးနှစ်ခုရှိတယ်နှလုံးကိုကျွန်တော်တို့ထိုးခွာလိုက်မှာဖြစ်ပါတယ်ရပြီအဲ့ဒါဆိုရင်ဒီခွာထားတဲ့နေရာကိုခွာထားရုံနဲ့မရဘူးပေါ့နော်ခွာထားတဲ့နေရာကိုကျွန်တော်တို့ချိတ်ဆက်တော့အောင်ခဲစော်ပြလိုက်မယ်နောက်ပြီးပြန်စစ်ကြည့်လိုက်မယ်ကျွန်တော်တို့မီးလုံးအမဲလေးတွေကြံသေးလားမကြံတော့ဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့စမ်းကြည့်လို့ရပြီဒါဆိုရင်ကျွန်တော်စမ်းဖို့အတွက်တက်လိုက်ပြီပေါ့နော်ဒါကျွန်တော်ဒီမှာပြုပြင်ထားတဲ့မီးလုံးစာပိုင်းတော့မရဘူးဒီမှာကျွန်တော်ခဲစော်ထားတဲ့နေရာလေးတောင်ရှိတယ်ပေါ့နော်ဖွင့်ကြည့်လိုက်မယ်ခလုတ်ဖွင့်ကြည့်လိုက်မယ်ခဲစော်ထားတဲ့နေရာလေးနှစ်ခုပဲကြံတယ်တခြားဟာမီးလင်းပြီခုဆိုရင်လင်းလင်းရှင်းရှင်းကျွန်တော်တို့အဆင်ပြေသွားပါပြီ